ကလာပါဒီနေ့ကတော့ဟန်ဒီကဆောက်ရမလေးရဲ့အရန်တနာစရာကောင်းတဲ့နှစ်ဆိုင်မှုဆိုတဲ့အပိုင်းတလေးကိုလာပြီးမျှဝေပြရပဲဖြစ်ပါတယ်ပတ်ထုပဝမ်းပတ်ထုပတ်ကြီးလည်းရှိတယ်လို့ပတ်ဖို့ကြည့်ပဲကြည့်ရပါတယ်နော်လိုက်ကြည့်လိုက်ရအောင်ဟာငါထချင်အောင်ရောက်နေပြီပဲငါကြောင်းသွားအောင်မေနေရညောင်းကငါအမီနဲ့ပါတီပွဲလိုက်သွားတာငါအင်ကြီးအောင်မလဲလိုက်ရအောင်ကဲတော့ဆိုရင်ငါတော့ချိုးလိုက်အောင်မှာပဲလူစီလေးဟာရန်တနာစရာကောင်းပြီးတော့သူ့စပင်သူတွေကြောင့်သူ့ဝမ်းနေကြတဲ့သူတွေအများကြီးပဲရှိပါတယ်သူတို့ကြောင့်မှစပင်တိုးတဲ့သူဆိုတာဘူးမှအောင်မရှိရပါကဲဒါဆိုရင်ငါကျောင်းကြီးဝယ်ပြီးတော့ကျောင်းသွားရင်ကောင်းမလားမသိဘူးကဲအင်ကြီးလဲပြီးပြီဆိုတော့ငါကျောင်းသွားမယ်ကွန်ပျူတာလေးပါလေးပြန်နှိပ်လိုက်ဦးမှာပဲကဲနှိပ်ပြီးဆိုတော့ကြမယ်ဟာငါဝမ်းနေကြအောင်မလားမသိဘူးဝိုင်းနေရင်တော့ငါသွားပြီးမဟုတ်ရင်လေးငါတော့ရှစ်တာပဲကဲသွားအောင်မှာပဲခုစားတွေ့ပြန်ပြီဟာငါစိတ်ညစ်ကြသူကငါဝမ်းနေကြအောင်မှာပဲတော်ပါပြီလေးငါအရန်ဟာငါတငယ်ချင်းမတော့ကြည့်လာအောင်မငါတငယ်ချင်းလာလဲစပိန်နဲ့တူရယ်လီဟဲ့တငယ်ချင်းလာငါတို့တူကြမယ်အေးဟုတ်တယ်ဟဲ့နေငါနဲ့ဝမ်းနေခံရမှာနေမကြောက်ဘူးလားငါတို့ကြောက်တယ်ဟဲ့အော်ကြောက်မနေပါနဲ့တငယ်ချင်းရယ်ငါရှိပါတယ် let's go တော့ကြမယ်ဟဲ့မနေ့အမဒီပါရောက်နေရလားဟုတ်တယ်အဲ့ငါအမလေးအော်ငါတူလက်စပင်တူရယ်ပေါ့ဟုတ်တယ်နေဝမ်းနေတဲ့ခါမတွေနှစ်ယောက်ပဲရှိရတာလေဒါကြောင့်မလို့အော်အေးဒါဆိုတော့ရနော်ဘိုင်ဘိုင်တငယ်ချင်းကဲငါ timing ခုမျိုးကငါအင်စာရမပြီးသေးဘူးပြန်ရေးလိုက်အောင်မယ်တန်းလုံးကပြီးနေကြပြီထင်တယ်ဟဲ့လူစီရလီစမီလီရလဲတူတူလေးရုပ်ရည်လေးရလဲချောမောနေဒါပေမဲ့လီငါကတော့လီလူစီကိုတိတ်မကြိုက်ဘူးတိလားငါလိုပဖောင်းလေးနဲ့လေချစ်စရာကောင်းတဲ့ကောင်းမလေးလည်းမဟုတ်ဘူးတော့အေးဟုတ်ပါဟုတ်တယ်ငါဖုန်းထဲမှာကြည့်ပြီးတော့သူ့အကြောင်းတွေပါတင်လာအောင်မသိလားနင်းကငါပြောထားရနော်ငါဖုန်းထဲမှာ